ကောင်းကောင်းတွေကိုဆွေးနွေးဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတာပြင်ဆင်ဖို့အတွက်ပေါ့ဗျာเนาะတိတ်ပြီးတော့အချိန်မရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ကျွန်တော် comment လေးတွေပေါ့เนาะ comment လေးတွေတဲကအရေးကြီးတဲ့အကြောင်းလေးပေါ့เนาะအရေးကြီးတဲ့အကြောင်းလေးရဲ့အခုလာမဲ့ဒီ ASEAN Summit မှာဟုတ်လားဒီအကြောင်းအရာကိုမူတည်ပြီးတော့ကျွန်တော်တို့တွေအနေနဲ့တောင်းဆိုတဲ့เนาะတောင်းဆိုတိုက်တာလေးတွေကိုတောင်းဆိုနိုင်ဖို့အတွက်ကိုဒါဒီနေ့ကျွန်တော်ဆွေးနွေးမှာပေါ့เนาะအဲ့တော့ comment ထဲမှာဆိုလို့ရှိရင်တချို့ comment တွေကအများကဟုတ်လားသူတို့အခုချိန်ထိတည်ကျင်နေတဲ့ရှိတာပေါ့ဗျာအကြောင်းအရာရှိတာပေါ့အထူးသဖြင့်ပေါ့เนาะဒါကျွန်တော်တို့လိုမျိုးဒါ social media တွေမှာတက်ပြီးတော့ကိုယ့်ရဲ့နိုင်ငံရေးသဘောထားအမြင်တွေကိုပြောဆိုနေကြတဲ့သူတွေစီကနေပြီးတော့ဒါသူတို့တည်ကျင်တယ်ဒီရက်ပို့ပြီးတော့အထူးသဖြင့်ပေါ့เนาะဒါကျွန်တော်တို့လိုတစ်ချိန်ကဟုတ်လားဒီစစ်ဖို့တပ်ဖက်ကနေပြီးတော့ပေါ့เนาะသဘောထားပေါ့เนาะစစ်ဖို့တပ်ဖက်ကနေပြီးတော့ဒီစစ်ဖို့တပ်ကနေပြီးတော့ဒါ NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုเนาะဆွဆွဲပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလက်နက်နဲ့တိန်းယူပြီးတော့เนาะအကြောင်းပြထားတဲ့အဲ့လိုမျိုးအာဏာတိန်းယူဖို့အတွက်အကြောင်းပြတဲ့ဒီစစ်ဖို့တပ်ကဒီဆွဆွဲထားတဲ့ရွေးကောက်ပွဲနေမတမာမှုပေါ့ဗျာเนาะဒါမှမဟုတ်လို့ရှိရင်လည်းရွေးကောက်ပွဲမဲမတမာမှုဟာတကယ်ပဲလားဆိုတာကိုဒါသူကသိကျင်တယ်သူသိကျင်တယ်လို့မျိုးပဲအခြားသူတွေအားလုံးကလည်းသိကျင်တယ်เนาะအဲ့တော့ဒါတွေကလည်းကျွန်တော်တို့ကကြုံတယ်လို့မျိုးเนาะဆွေးနွေးလာခဲ့တယ်ဒါပေမဲ့ဒီတစ်ခါဆွေးနွေးတာကတော့ဒါတိတိကျကျဒါပေါ့အကျယ်တဝန်းလေးဒါပြည့်စုံလေးပေါ့ဗျာเนาะကျွန်တော်ကဆွေးနွေးခြင်းတယ်ဘာကြောင့်မလို့လဲဆိုတော့ဒီရွေးကောက်ပွဲမတမာမှုဆိုတဲ့ဒီဆွဆွဲချက်နဲ့အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်လဲဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာเนาะဘယ်မင်းအုပ်ချုပ်တဲ့လက်ထက်ကနဲ့မှမတူတဲ့ဥမာအဖြစ်ကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးရလာတဲ့အချိန်တုန်းကလည်းပြည်ရင်းစစ်နဲ့အတူပေါက်ဖွာလာတယ်ဒါပေမဲ့အဲ့ဒီပြည်ရင်းစစ်မှာเนาะရှိခဲ့တဲ့ဒီပေါ့ဗျာလက်နက်ကင်ဒီတော်လန်ရေးတွေဆိုတဲ့အဖွဲ့အစည်းတွေကကျွန်တော်တို့ကလက်ချိုးရည်လို့ရတယ်เนาะကွန်မြူနတီပါတီရှိမယ်เนาะKNU ရှိမယ်ဟုတ်လားပြီးတဲ့အခါကျရင်ဒီကချင်เนาะနော်ဆိုင်တို့အဖွဲ့ရှိမယ်ဟုတ်လားဟိုနည်းနည်းဒီနည်းနည်းပေါ့ဗျာအဲ့လောက်ပဲရှိခဲ့တယ်เนาะအဲ့တော့အဲ့လောက်ပဲရှိခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်ရဲ့ပြည်ရင်းစစ်မီဟာဆရာနာတိန်းတဲ့အခါ1960နဲ့ဆရာနာတိန်းတဲ့အခါကျတော့ဟုတ်လားKIA เนาะ KIA လို့ဒါအဖွဲ့အစည်းမျိုးတွေပေါ်လာတဲ့ရှမ်းလက်နက်ကိုင်ဟုတ်လားတော်လိုင်းအဖွဲ့အစည်းတွေပေါ်လာတယ်เนาะအများကြီးပေါ့ဗျာဒါကျွန်တော်တို့ပေါ်လာကြတယ်1988အာနာတခါထက်သိမ်းပြန်တဲ့အခါကျတော့လေကျွန်တော်တို့ ABSDF လို့ဒါចောင်းသားเนาะလူငယ်တွေရဲ့ဒါလက်နက်ကင်တော်လိုင်းတွေပေါ်လာတယ်နောက်ထပ်အခြားအဖွဲ့အစည်းတွေပေါ်လာတယ်เนาะကဲထားပါတော့အခုတခါကျွန်တော်တို့2021အာဏာသိမ်းမှုမှာကြတော့เนาะဒီစစ်တပ်ကနေဒီရွေးကောက်ပွဲမတမာမှုပေါ့เนาะဒါမှမဟုတ်လည်းမဲမတမာမှုပေါ့ဒီလိုဆွဆွဲချက်နဲ့အာဏာသိမ်းလိုက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကတိုင်းပြည်လုံးကเนาะတပုံတွေဖြစ်ကုန်ကြတယ်เนาะတိုင်းပြည်လုံးကလက်နက်ကင်ဆွဲပြီးတော့ဒီစစ်ဖို့တပ်ကိုတော်လှန်ဆန့်ကျင်ကြတော့အဲ့တော့အခုကနေရာတိုင်းမှာတော်လှန်ရေးသမားတွေနဲ့ပြည့်နေတယ်เนาะပြည်ရင်းထဲမှာရှိနေတဲ့ဒီကြံခဲ့တဲ့လူတွေကလည်းသူတို့လက်နက်ကင်ပြီးတော့ဒါတော်လှန်ရေးမလုပ်နိုင်လို့ဒါမှမဟုတ်လည်းအခြားနည်းလမ်းနဲ့တော်လှန်ရေးမလုပ်နိုင်လို့ဒါရှိရမယ်တိုင်းပြည်လုံးကဒီစစ်ဖို့တပ်ကိုစန့်ကျင်တဲ့ဒါတော်လှန်ရေးသမားတွေနဲ့ပြည့်သွားတာပေါ့เนาะအဲ့တော့မှတ်တမ်းရဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးတဲ့เนาะဒီလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေတော်လှန်ရေးတွေအများဆုံးခေတ်ကဒါအခုစစ်ဖို့မင်းအောင်လှိုင်ရဲ့ခေတ်เนาะစစ်ဖို့မင်းအောင်လှိုင်အာဏာသိမ်းလိုက်တော့မှဖြစ်လာတဲ့အကြောင်းအရာတွေဖြစ်တယ်เนาะအဲ့တော့
ဟိုနေ့မော့ဖုတ်ပိတ်တွေကလည်းနော်ဒီ PDF တွေလွန်တယ် PDF တွေဒီအမှုတွေကျူးလွန်နေတယ်လို့ဆွဆွဲနေတဲ့ဟာတွေပြောဆိုနေတဲ့ဟာတွေဒါလေးကို highlight လုပ်ပြီးတော့နော်လူတွေကိုအာယုံပြောင်းအောင်အမြင်ပြောင်းအောင်သဘောထားပြောင်းအောင်ဘလောက်ကြီးပဲလုပ်နော်ဒီစစ်ဖုတ်ပိတ်တွေနဲ့ဒီအများနဲ့ကဒီရာခိုင်နှုန်းအပြင်ကအချိုးစားအပြင်ကဘလို့နီးနဲ့မှကျွန်တော်တို့ကမညီမြောက်เนาะသူကအများနဲ့တယောက်ဖြစ်နေတဲ့เนาะပုံစံမှာဖြစ်နေတဲ့အတွက်သူတို့တွေရဲ့ဒီဝါရဖြန့်လိမ်လည်မှုတွေအားလုံးကလည်းဒါတဲတဲ့ရည်တုံးပဲဘာမှကျွန်တော်တို့ကအလုံးမဖြစ်ဘူးเนาะအလုံးမဖြစ်ဘူးဆိုတော့ကဲထားပါတော့အခုကျွန်တော်တို့ရေကောက်ပွဲဒီမတမာမှုမဲမတမာမှုကျူးလွန်ခဲ့တယ်ဆိုတာเนาะလူတွေကသိကျင်ကြတယ်ဗျ။ကျွန်တော်တို့ဆိုလို့ရှိရင်လည်းကျွန်တော်ခုနပြောခဲ့ပြီးသလိုပဲကျွန်တော်တို့မြင်ရတွေ့ရတဲ့เนาะအမေရိကန်ကနေမြင်ရတွေ့ရတဲ့အနေထားတစ်ခုနဲ့ပဲကျွန်တော်တို့ရဲ့ဒီဒေါန်ဆန်းစုကြည်နဲ့ NLD ပေါ်မှာအဲ့ချိန်ကရှိခဲ့တဲ့เนาะနိုင်ငံရေးသဘောထားအမြင်ကွဲလွဲမှုစိတ်ခံစားချက်တွေပေါ့ဗျာเนาะစိတ်ခံစားချက်တွေအပေါ်မှာမူတည်ပြီးတော့ဒါကတော့ဖြင့်ဟုတ်တယ်ဆိုပြီးတော့เนาะကျွန်တော်တို့တွေကဝင်ပြီးတော့ဒါပါခဲ့ကြတာဒါပေမဲ့ဒီနေ့ဒီအချိန်မှာတိတိကျကျပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါကျတော့ဒါတွေကကျွန်တော်တို့ကတိတိကျကျကိုယ်တိုင်မြေပြင်ကိုဆင်းဟုတ်လားကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေမှာပါဝင်เนาะကိုယ်တိုင်လောက်ကင်ပြီးတော့မှသိခဲ့တဲ့ဟာတွေတခုမှနော်မရှိခဲ့ဘူးနော်အဲ့တော့ကဲရွေးကောက်ပွဲဒီမတမာမှုဒါမှမဟုတ်လည်းမဲမတမာမှုဆွဆွဲချက်နဲ့တိုင်းပြည်ရဲ့အာဏာသိမ်းရအောင်လို့ဟလာဘလို့အနေအထားမျိုးတွေကဖန်တီးခဲ့လဲဒီဆွဆွဲချက်ကိုဖြစ်ပေါ်လာဖို့အတွက်ခိုင်မာလာဖို့အတွက်စစ်ဖို့တက်မှာနော်အင်အားတစုံတရာဘလို့နီးလန်းမျိုးနဲ့ရသွားလဲဆိုတဲ့နိုင်ငံရေးအခင်းကျင်းလေးကိုပဲကျွန်တော်အရင်ဆုံးပြောကြည့်မယ်နော်အဲ့တော့ကျွန်တော်ကအမှန်ပဲပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟိုဘက်ဒီဘက်တော့ဗျာเนาะဒါဟိုနေ့မော့နားထောင်ပေါ့ဟုတ်လားเนาะဒီကိုကလည်းပြောတဲ့လူကလည်းမှန်မှန်ကန်ကန်မျက်မျက်တတနဲ့ပြောလို့ရှိရင်နားထောင်တဲ့လူကလည်းမှန်မှန်ကန်ကန်မျက်မျက်တတနဲ့နားထောင်ဖို့လိုအပ်တယ်เนาะအဲ့တော့အခင်းချင်းတွေကဘယ်လိုဖြစ်လာလဲဆိုတဲ့အခါကျတော့ဒေါန်ဆန်းစုကြည်ဟုတ်လားဒီလွတ်တော်နိုင်ငံရေးမှာဝင်ရောက်တဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီလိုလားတဲ့သူတွေဘက်မှာเนาะဒီသဘောထားကွဲလဲတဲ့အမြင်တွေကနိုင်ငံရေးရဒီအဖိတ်စင်တွေကျွန်တော်တို့တွေရှိခဲ့ကြတယ်ဥပမာဖြင့်ဒေါန်ဆန်းစုကြည်သုံးခဲ့တဲ့တချို့စကားလုံးလေးတွေပေါ့ဗျာเนาะဒီအချိန်မှာတစ်ခုတ်သမားတွေမလိုတော့ဘူးနော်တစ်ခုတ်သမားတွေမလိုတော့ဘူးဒီနေ့မော့ဘဘူးဆရာတွေပဲဘဘူးထုတဲ့လူတွေပဲလိုတော့တယ်ဆိုတဲ့စကားမျိုးတွေနော်ပြီးတဲ့အခါကျရင်ဒီချင်းပြည်နယ်မှာလာနော်ပြောခဲ့တဲ့ဒီဗမာတွေဆိုတာနော်ကြောလဲကြွားလဲကြွားတယ်ကြောလဲကြောတယ်ပေါ့ဗျာနော်ဒီလိုစကားလုံးဒီလိုစကားလေးတွေပြီးတဲ့အခါကျရင် NLD ပါတီမှာတချို့သူတို့လှုပ်ဆောင်တဲ့လူကြီးပွဲတွေနော် OR တွေဒီဟာတွေပေါ့ဗျာနော်ဘာညာပေါ့ဒီလိုအနေအထားမျိုးတွေဖြစ်ခဲ့ပြီးတော့ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့အင်အားစုတွေထဲမှာအဖိတ်အစင်တွေရှိခဲ့တယ်အဲ့တော့အဲ့ဒီအဖိတ်အစင်တွေကဘယ်ကိုဥတည်သွားခဲ့လဲဆိုတဲ့အခါကျတော့နော်ဒီဒေါန်ဆန်းစုကြည်နဲ့ NLD ပါတီကိုအတိုက်ခံလုပ်တဲ့စန့်ကျင်တဲ့ဘက်ကိုသူတို့ကတဖြည်းဖြည်းနဲ့နော်ဥတည်သွားခဲ့တယ်အဲ့ဒါကပထမတစ်ချက်နော်ဒုတိယတစ်ချက်ကြတော့ဘာလဲဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာဖြစ်ခဲ့တဲ့ဒီနိုင်ငံတကာအရေးခင်းတွေမှာဒီဘင်္ဂလီနဲ့ပတ်သက်တဲ့ဒီပြဿနာတွေပေါ့နော်ဒီပြဿနာတွေဖြစ်လာတယ်ပြီးရင်လွှတ်တော်ပြုပြင်ပြောင်းလဲရေးလောက်ခံဒီမှာပဲဒီမိတ်တီလာမှာဟုတ်လားဒီဟိုနေ့နဲ့ဟုတ်လားမွတ်စလင်နဲ့ဒီဗုဒ္ဓဘာသာတွေနဲ့အရေးခင်းတွေဒါမျိုးတွေဖြစ်ခဲ့တယ်ဟုတ်လားမတ်တီရာထွေးရခိုင်မှာဟုတ်လားဟိုနေ့မရင်းကျင်ပြီးတော့အသက်ခံတဲ့ကိစ္စတွေเนาะရခိုင်မွတ်စလင်အရေးခင်းကိစ္စတွေအများကြီးဖြစ်ခဲ့တာပေါ့ဗျာအထူးသဖြင့်တော့ဒီဘင်္ဂလီတွေမြန်မာနိုင်ငံမှာเนาะသူတို့ကိုတရားဝင်ဟုတ်လားနိုင်ငံသားဖြစ်ခွင့်ရဖို့အပြင်ကိုသူတို့ကိုလူမျိုးတစ်မျိုးအဖြစ်အတိအမှတ်ပြုပြီးတော့เนาะသူတို့ကိုသူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ဆိုတဲ့အနေအထားမျိုးတွေအထိပါကမ္ဘာနိုင်ငံရေးမျက်နှာစာမှာဒါတွေကပေါ်ပေါက်လာတယ်ဒါတွေကဒေါန်ဆန်းစုကြည်နဲ့ဒီမိုကရေစီလိုလားသူတွေအတွက်ကိုအကြက်တဲရောက်စေတဲ့အကြောင်းအရာရယ်เนาะအဲ့တော့ဒီလိုအခြေအနေအရေးခင်းတွေဖြစ်လာခဲ့တယ်ဗျာနံပါတ်2အချက်ကဟုတ်လား
အဲ့တော့နံပါတ်3ချက်ကြတော့ကျွန်တော်တို့တိုင်းပြည်မှာဒီပေါ့ကျွန်တော်လည်းအရင်တော့မသိဘူးဗျာနော်အေးပေါ့လူတွေတော်တော်များများအကုန်လုံးကတော့ဘယ်သိနိုင်မလဲဗျာနော်ဟိုကိုနင်းမော်လေးလာလိုက်စားရဟုတ်လားကိုအားတန်ရကိုပတ်ဝန်းကျင်အနေထားလေးလောက်ကိုပဲကျွန်တော်တို့တွေကသိကြတာပေါ့ဒါပေမဲ့ဒီအချိန်မှာကြားတဲ့ခါကျတချို့ဟာတွေကြောင့်ဘာလဲဆိုတဲ့ခါဥမာပြည့်ဗျာတီတကူဆရာတော်ကြီးပေါ့နော်တီတကူဆရာတော်ကြီးကဒီသာသနာပြုတယ်ဟုတ်လားပြေရင်ပြေပါသူ့ရဲ့ဒီငယ်စဉ်ဘဝမှာလဲသူကစင်းစင်းရဲရဲနဲ့ဒီလိုသာသနာပြုခဲ့တဲ့ဟာတွေရှိတာကိုသူ့မှာဩဇာရှိန်ဝါတစုံတရာသူ့မှာတိုင်းပြည်မှာရှိတယ်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဟုတ်လားသူကိုယ်တိုင်ပဲတစ်ချိန်ကဒီစစ်တပ်ကိုဒီမင်းညင်တရား10ပါးနဲ့အညီအုပ်ချုပ်ဖို့ဒီလိုတရားတွေဘာတွေဟောခဲ့တဲ့အတွက်သူကိုယ်တိုင်ဒီတီရဂူဆရာတော်ကိုယ်တိုင်ပြေးခဲ့ရတယ်နော်အဲ့တော့အဲ့လိုအနေအထားမျိုးတွေရှိတယ်အဲ့တော့ပြီးတဲ့အခါကျတော့ဗျာဒီတီရဂူဆရာတော်ဘုရားကြီးအမေရိကန်ကိုရောက်တဲ့အခါကျတော့ Texas မှာဟုတ်လားသူတို့တွေ့တဲ့အခါကျတော့တကာတယောက်ကမာစီးစီးလာတဲ့အခါကျတော့နော်ဟိုကတကာကနေဆရာတော်ဘာအလူခံနေမှလဲမေးတဲ့အခါကျတော့ဆရာတော်ကတီရဂူဆရာတော်ကအေးမင်းစီးတဲ့ကာမာစီးငါအလူခံတယ်ကွာဆိုတဲ့ဟာမျိုးတွေပေါ့ဗျာဒါကြောင့်မလို့မာစီးကိုတော်တို့ဘာလို့အခုဆိုလို့ရှိရင်ဒါနာမည်ကြီးတာဗလားနော်အဲ့တော့အဲ့လိုမျိုးအခင်းချင်းဖြစ်တဲ့ဒီတီရဂူဆရာတော်ကြီးတို့လူဘာတို့ကနေပြီးတော့ဒီဗုဒ္ဓဘာသာတမိုင်းကိုသူတို့ကဒီချိန်မှာတွင်းကြဲတိုင်းပြည်မှာပြောဆိုလာကြတယ်နော်ပြောဆိုလာကြတော့ခုနကဒီဖြစ်နေတဲ့အရေးခင်းတွေပေါ့အဲ့ဒီချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီယူဂိုစလာဗီးယားပြည်တော်စုပြိုကွဲတာကလည်းမကြသေးဘူးနော်အဲ့ဒီမှာဟုတ်လားဖြစ်ခဲ့တဲ့ဒီ surf တွေနဲ့เนาะဒီမွတ်စလင်တွေနဲ့ဒီကိုဇိုမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေဘာတွေညာတွေနဲ့ရောညက်ပြီးတော့ဒီဗုဒ္ဓဘာသာရဲ့တမိုင်းကြောင်းကိုသူကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရခိုင်ရေးခင်းဖြစ်နေတဲ့အချိန်ဟုတ်လားဗုဒ္ဓဘာသာနဲ့မွတ်စလင်ရေးခင်းဖြစ်နေတဲ့အချိန်မှာသူကအရင်တုန်းကအာဖဂန်နစ္စတန်ဆိုတာဗုဒ္ဓဘာသာနိုင်ငံတွေเนาะဗုဒ္ဓဘာသာလူမျိုးတွေဒီလိုအင်ဒိုနီးရှားတို့မလေးရှားတို့เนาะပါကစ္စတန်တို့ဟုတ်လားဒီလိုမျိုးဒီဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ခဲ့တဲ့တိုင်းပြည်မှာမွတ်စလင်တွေကဘယ်လိုမျိုးလွှမ်းမိုးသွားတယ်ဘယ်လိုဖြစ်တယ်ဆိုတော့အတွေးခေါ်ဘိုင်းရဟုတ်လားသဘောတရားရေးရဘိုင်းရလူတွေကိုတိချာချာစဉ်းစားဝေခွဲလို့နေမဖြစ်နိုင်တဲ့အနေအထားမျိုးတွေကိုဒီလိုအကြောင်းအရာမျိုးတွေကလည်းတွန်းပို့သွားတယ်ပေါ့ဗျာနော်ဒါကတော့တတိယအချက်နော်နောက်တဲ့စတုတ္ထအချက်ကြတဲ့အခါကျတော့ဒီပေါ့ကျွန်တော်တို့တွေကအဝေးကပြည်သူတွေဗျအာဏာဒီတိုင်းပြည်အာဏာရဲ့အဝေးမှာရှိနေတဲ့ပြည်သူတွေဖြစ်တယ်ဆိုတဲ့အခါကျွန်တော်တို့ကတေးချာနော်သိခွင့်မရဘူးကျွန်တော်တို့ဒီဒေါ်ဆန်းစုကြည်လွှတ်တော်နိုင်ငံရေးမှာဝင်ပါလာတဲ့အခါမှာဒီစစ်ဖို့တွေနဲ့ဟုတ်လားဘလို့အပေးယူတွေဘလို့ဂရီးကဝတ်တွေနော်ဒါတွေကိုလုတ်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကအသေးချာမသိရဘူးနော်ဒါပေမဲ့ကျွန်တော်ပြစ်နိုင်ကြီးခံမှန်းကြည့်တာတော့ဟုတ်လားဒီတက်နဲ့ဒီ NLD နဲ့เนาะဒီအာနာခွဲဝေပြီးတော့เนาะဒီအုပ်ချုပ်ဖို့အနေထားเนาะသူတလဲငါတလဲလားဘာလဲညာလဲဒါတွေမသိဘူးပေါ့ဗျာเนาะဒါပေမဲ့တရားတစ်ခုကတော့စစ်တပ်ကသူကဒီမိုကရေစီလိုလားသူတွေရဲ့အုပ်စုเนาะ NLD ပါတီဘက်ကိုသူက 100% သူကအာနာကိုလွှဲပြောင်းပြီးတော့မပေးနိုင်တဲ့အနေထားမှာရှိတယ်เนาะပေးကိုမပေးဘူးဗျာเนาะတကယ်လို့ NLD ပါတီကသူရ 100%ဒီထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့ပြည်စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲမယ်ပုံစံအမျိုးမျိုးလုပ်မယ်သူတို့ဒီစစ်ဖို့တက်ကြီးရဲ့အကျိုးစီးပွားတွေကအကုန်လုံးပျက်စီးကြောင်းကိုရောက်မှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့เนาะသူကအာဏာကိုသူကတိမ့်မယ်ဆိုတဲ့เนาะသူ့စီမှာရွေချက်ပေါ့ဗျာเนาะဒါကသူ့စီမှာရှိထားပြီးသားဒါကနံပါတ်4ချက်เนาะနံပါတ်4ချက်ကဲအဲ့လိုအခင်းချင်းတွေအခြေအနေတွေเนาะအကြောင်းအရာတွေရှိနေတဲ့အချိန်မှာ2020မှာเนาะကဲသူတို့ဓာရီကိုဆွဆွဲဖို့အတွက်ကိုသူတို့ကခြေလမ်းပြင်လာခဲ့တာเนาะအဲ့တော့ဆွဆွဲဖို့အတွက်ခြေလမ်းပြင်လာခဲ့တယ်ဆိုတဲ့နေရာမှာဒီ2019 2018မှာလောက်တာမဟုတ်ဘူးเนาะသူတို့မှာကဒီလိုဟာမျိုးတွေအစိုးရတရက်အနေနဲ့ပေါ့ဗျာစီမံချက်တွေသူတို့မှာကြိုပြီးတော့တွေးတာတွေပြင်လာတယ်ကဲငါတို့တော့ဒီ NLD နဲ့ဟုတ်လားအောင်ဆန်းစုကြည်ကိုတော့ငါတို့တော့အာဏာ
ခွဲဝေရတော့မယ်နော်အဲ့တော့ခွဲဝေလို့သူတို့ဒီလိုအာဏာရဲ့ဒီအဝန်းဝိုင်းတွေကိုရောက်လာတဲ့အခါကြလို့ရှိရင်ငါတို့မထိန်နိုင်မသိမ်းနိုင်ဖြစ်လို့ရှိရင်ဘယ်လိုလုပ်မလဲဟုတ်လားအဲ့တော့ငါတို့ထိန်နိုင်သိမ်းနိုင်မှုသူတို့ကိုထိန်ချုပ်နိုင်မှုအတွက်ငါတို့ဘယ်လိုတွေပြင်ဆင်ထားရမလဲဆိုတဲ့ဘာတွေလုပ်ရမလဲဆိုတဲ့စီမံချက်တွေရှိခဲ့တယ်နော်အဲ့တော့အဲ့ဒီစီမံချက်ထဲမှာတကယ်လို့ဒေါ်နန်းစုကြည်နဲ့သူတို့ဒီညှိလို့မရတာပဲဖြစ်စေအပေးယူလို့မရတာပဲဖြစ်စေဖြစ်လာခဲ့လို့ရှိရင်အာဏာပြန်သိမ်းလို့ရဖို့အတွက်ကိုဒီ covert operation ပေါ့ဒီအပြည့်အမောက်လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ကိုဒီစစ်ဖို့တပ်ကစီမံချက်တွေရှိခဲ့တယ်အဲ့တော့အဲ့ဒီစီမံချက်တွေရှိခဲ့တဲ့အတိုင်းပဲနော်အခြေအနေအကြောင်းအရာဖြစ်လာတဲ့တိုင်းပြည်ရဲ့မတည်ငြိမ်မှုတွေသဘောထားကွဲလွဲမှုတွေအပေါ်မှာသူက exploit လုပ်ဖို့အတွက်သူ့ရဲ့ဒီ covert operation အပြည့်အမောက်ဒီလုပ်ငန်းတွေကိုသူကအဲ့ဒီကစပြီးတော့လှုပ်လာဥပမာပြင်ဒီမိတ်တီလာအရေးခင်းလိုမျိုးเนาะအခုကျွန်တော်တို့မြင်မှာကျွန်တော်တို့အခုအားလုံးသိပြီးသားအတိုင်းပဲဒီစစ်ဖို့တက်ကဒီရခိုင်မှာ ISO မွတ်စလင်တွေကိုအတုံးချပြီးတော့မွတ်စလင်တွေနဲ့ဟလာAAကိုပြန်ပြီးတော့တိုက်ခိုင်းတာမျိုးတွေเนาะပြီးရအခုမြန်မာပြည်မှာကြံခဲ့တဲ့အခုဥထီအောင်လိုမျိုးပေါ့เนาะဒါမွတ်စလင်လိုဥထီအောင်လိုလူမျိုးကိုအတုံးချပြီးတော့เนาะဝါရပြန့်ကြီးစီယုံနာမျိုးတွေမွတ်စလင်တိုင်းပြည်နိုင်ငံတွေစီကနေပြီးတော့เนาะအကူအညီတောင်းတာမျိုးတွေမွတ်စလင်တိုင်းပြည်တွေရဲ့သဘောထားအမြင်တွေပြောင်းလဲသွားအောင်အတွက်ချင်းကပ်တဲ့အလုပ်မျိုးတွေเนาะပြီးရင်တကယ်အောက်ခြေမြေတွေမှာသူတို့ရဲ့ဒီဘုံမူတွေဘုံမူကြီးတွေဟုတ်လားဒီမြေပြင်ဟုတ်လားရန်ကုန်မန္တလေးမော်လမြိုင်မှာသူတို့ရဲ့ဒီပြည်သူတော်လှန်ပြည်သူတွေပြည်သူတော်လှန်ရေးကိုနှိပ်ကွပ်ဖို့အတွက်ကိုချိန်မုံမှုအတွက်ကိုလုပ်တဲ့အခါမှာဒီမွတ်စလင်တွေဒီနေကလားတွေကိုအတုံးပြုပြီးတော့เนาะကျွန်တော်ကလားလို့ခေါ်တာစိတ်မဆိုးနဲ့เนาะကျွန်တော်မှအခြားရွေးရမရှိဘလို့ခေါ်ရမလဲလဲကျွန်တော်မသိဘူးเนาะအဲ့တော့ဒါတွေကိုအတုံးပြုပြီးတော့သူကနေတောက်လျှောက်သူကလှုပ်လာတာဒီအပြည့်အမောက်လုပ်ငန်းတွေကိုเนาะအဲ့တော့လှုပ်လာတယ်ဆိုတဲ့အခါကျတော့ဒီမိတ်တီလာမွတ်စလင်အရေးခင်းနေဟလားဒီမှာရခိုင်မှာဖြစ်သွားတဲ့ဟလားဒီမက်တီလာနေထွေးတို့ရဲ့အတက်ခံမှုတွေအရေးခင်းနေဒါတွေကဒီအဖြတ်အမောက်လုပ်ငန်းရဲ့เนาะဒီကွင်းဆက်တွေထဲမှာเนาะကွင်းဆက်တစ်ခုအဖြစ်ကိုသူကပါလာခဲ့တာเนาะအဲ့ဒီအချိန်မှာပဲဟလားသူကတစ်ဖက်ကဒီအခုတီရဂူလို့လို့ပေါ့ဗျာမဘာသာဒီတချို့ထိတ်တန်းဆရာတော်တွေကိုသူကလက်လာပါထိုးတယ်အခွင့်အရေးပေးတယ်เนาะစီယုံခဲ့တဲ့ဟာတွေလည်းသူရှိတယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့တခုနားလေကမှာကတိုင်းပြည်တစ်ခုရဲ့ကြောရိုးပေါ့เนาะကျွန်တော်တို့ဒီဘယ်လောက်ကြီးပဲ liberal ဥဒေါ်နယ်ထရန့်ကအမျိုးသားရေးသမားဆိုရင်ပဲဒေါ်နယ်ထရန့်အမျိုးသားရေးသမားနဲ့ဗမာပြည်ကအမျိုးသားရေးသမားနဲ့မတူဘူးเนาะဒေါ်နယ်ထရန့်ပြောတဲ့ conservative အမေရိကန်မှာ conservative ပဲဖြစ်ဖြစ်ဟလား liberal ပဲဖြစ်ဖြစ်အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစနစ်က liberal နိုင်ငံရေးစနစ်เนาะအဲ့တော့Trump ရဲ့အမျိုးသားရေးစနစ်ကဒီ liberal နိုင်ငံရေးစနစ်ကအဝန်းဝိုင်းအမိုးအောက်မှာပဲသူကကျင်လည်ရတာအဲ့ကိုကြော်ထွက်သွားလို့မရဘူးเนาะကြော်ထွက်သွားလို့မရဘူးသူမှဒီလွတ်တော်တွေเนาะအာဏာတီချာခိုးဝေထားတဲ့ဟာတွေเนาะပြီးလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေတွေเนาะဒီသူ့ရဲ့ဒီစစ်တပ်တွေထောင်လိုင်းအဖွဲ့အစည်းတွေလုံခြုံရေးအဖွဲ့အစည်းတွေကနိုင်ငံရေးနဲ့ဒါကင်းရှင်းနေရတာတွေနိုင်ငံရေးသမားတွေကအမေရိကန်မှာနံပါတ်1နေရာမှာရှိပြီးခုနလုံခြုံရေးအဖွဲ့အစည်းတွေကနိုင်ငံရေးသမားတွေကိုအမိန့်ကိုနာခံပြီးတော့เนาะအလုပ်လုပ်ဥပမာပြင်များအခုကာကွယ်ရေးဝန်ကြီးဟုတ်လားလူငယ်เนาะလူငယ်သူဆိုလို့ရှိရင်စစ်တပ်ထဲမှာနေခဲ့မယ်သူ့ရဲ့ career အများစုကသတင်းမီဒီယာသမားဟုတ်လားအခုဆိုသူကတကယ်ဝါရင်အတွေ့အကြုံရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေကိုသူကခေါ်ယူပြီးတော့မိန့်ခွန်းပြောပြီးတော့သူကအမိန့်ပေးခိုင်းစေညွှန်ကြားနိုင်တဲ့အနေထားမှာရှိတယ်ဒါအယက်သားပြည်သူကာကွယ်ရေးဝန်ကြီးဆိုတာเนาะဒီလိုမျိုးတွေရှိတယ်ဒါပေမဲ့မြန်မာပြည်မှာကျတော့အဲ့လိုမဟုတ်ဘူးเนาะကျွန်တော်တို့ကစဉ်းစားတဲ့အခါမှာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေတော့လောက်ကြတာပေါ့ဗျာเนาะဒါပေမဲ့နိုင်ငံတိုင်းမှာသူတို့အထိမခံနိုင်တဲ့နေရာတွေရှိတယ်เนาะသူတို့ရဲ့အသေးနှလုံးတွေရှိတယ်အထိမခံနိုင်တဲ့နေရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုလူမျိုးအများစုပေါ့အဲ့နိုင်ငံလူတွေရဲ့အများစု founding ပေါ့တိုင်းပြည်တည်ထောင်တဲ့အချိန်မှာရှိခဲ့တဲ့ဒီဘာသာတရားတွေယဉ်ကျေးမှုတွေဓလေ့ထုံးစံတွေဟာဒါတွေကကျွန်တော်တို့ကနှစ်ကိုရာပေါင်းများစွာထောင်ပေါင်းများစွာခြီးပြီးတော့လူတွေရဲ့အသွေးသားတဲ့နှလုံးသားထဲမှာရှိနေကြတယ်เนาะအဲ့တော့ဒါတွေကိုထိခိုက်နိုင်တဲ့အကြောင်းအရာတွေဖြစ်လာလို့ရှိရင်
တချို့ဘလောက်ကြီးပဲဒီမိုကရေစီလိုချင်တဲ့လူတွေပဲဖြစ်စေ liberal နိုင်ငံရေးစနစ်ကိုတည်ထောင်ခြင်းတဲ့လူတွေပဲဖြစ်စေသူတို့မခံနိုင်ဘူးเนาะအဲ့ဒီထဲမှာလည်းကျွန်တော်အဲ့လိုထဲမှာကျွန်တော်တို့ကပါခဲ့တာเนาะအဲ့လိုထဲမှာကျွန်တော်တို့ကပါခဲ့ရဆိုတဲ့အခါကျတော့ဗျာအခြေအနေတွေပေါင်းဆက်လိုက်ပြီးတော့အဲ့ဒီပုံမှာမူတည်ပြီးတော့စစ်ဖို့တက်ကသူ့ရဲ့ဒီအဖြတ်အမောင်လုပ်ငန်းကိုเนาะသူအာဏာတစ်ချိန်မှာဒီဒေါ်စန်းစုကြည်နဲ့နှိလို့မရခဲ့လို့ရှိရင်အာဏာပြန်သိမ်းနိုင်ဖို့အတွက်ကိုသူကဖြစ်နေတဲ့အခြေအနေတွေရောသူဖန်တီးထားတဲ့အခြေအနေအနေတဲကနေပြီးတော့ပါသူကဒီအဖြတ်အမောင်လုပ်ငန်းတွေကိုလုပ်ပြီးတော့เนาะဒီမတမာမှုရွေးကောက်ပွဲမတမာမှုဆိုတဲ့เนาะဒီခေါင်းစဉ်အောက်ကနေပြီးတော့သူကတိုင်းပြည်ရဲ့အာဏာကိုလိမ်ပြီးတော့သိမ်းခဲ့တာပဲဖြစ်တယ်เนาะအဲ့တော့ကဲကောင်းပြီသူအာဏာသိမ်းခဲ့ပြီသူတို့ဆွဆွဲသလိုဒေါ်စန်းစုကြည်ကတကယ်လောက်လားเนาะဒါတွေကိုတကယ်ကျူးလွန်ခဲ့လားနံပါတ်1ကျွန်တော်တို့စဉ်းစားကြည့်အောင်ဒေါ်စန်းစုကြည်ဆိုတာเนาะကိုချင်းတရားအရာရောဟုတ်လားပညာဉာဏ်အစဉ်ချင်းစင်ချင်းတုံတရားအရာရောပြည့်စုံတဲ့လူတရားเนาะပြီးတစ်ချိန်လုံးဒီအမျိုးသားပြန်လဲသွေးစည်းညီညွတ်ရေးเนาะဒီမိုကရေစီဆိုတာလားနေချင်းညချင်းမရဘူးတဖြည်းဖြည်းချင်းအကောင့်တွေပေါ်ဆောင်ရွက်ရမယ်အရာတွေဖြစ်တယ်เนาะတိုင်းပြည်ဒီလိုမျိုးပျက်စီးသွားတာเนาะဒီလိုမျိုးဝရုံသုံးကားဖြစ်သွားတဲ့ဟာမျိုးကိုမလိုလားတဲ့လူတယောက်ဖြစ်တယ်ဒါကြောင့်မလို့သူကเนาะထောင်ထဲမှာဟလားထောင်ချခံလိုက်အိမ်မှာအကျယ်ကျုပ်ချခံလိုက်เนาะAR လို့เนาะနေရာမျိုးเนาะနေရာမျိုးမှာဒီစစ်တပ်ကချင်းကြောက်ချင်းကိုခံရတဲ့အတွက်သူကိုယ်တိုင်ရင်ကော့ပြီးတော့ဟလားရက်ပေါင်းများစွာကားတိုင်းပိတ်ဆို့ခံရပြီးသူကိုယ်တိုင်ရင်ကော့ပြီးတနေ့ပြောင်းသွားရှိမှာပြစ်ချင်ပြစ်လိုက်ဆိုတဲ့တတိမျိုးနဲ့เนาะဒီဘဲရင်လိုမျိုးဟလားလောက်ကျန်တိုက်ခိုက်ခံမှုတွေမှာเนาะထားရှိခဲ့တဲ့တတိမျိုးနဲ့သူကတိုင်းပြည်ကိုဒီမိုကရေစီကိုနှင်တာတဲ့နီးလန်းနဲ့တွားဖို့အတွက်ကိုသူကစ조사လာခဲ့တဲ့လူတယောက်เนาะသူကိုယ်တိုင်လည်းခဏပြောတယ်တက်မတော်ဆိုတာနေကျမဖေတီတောင်ထားခဲ့တဲ့တက်မတော်เนาะတက်မတော်သားတွေကိုချစ်ဖို့တက်မတော်သားတွေနဲ့အလုပ်အတူတွဲလုပ်ဖို့เนาะဒါတွေကိုလည်းသူကဒီဇိုင်းမဲ့လှုပ်လာခဲ့တဲ့လူတယောက်လွတ်တော်တယ်ဝင်လာတဲ့အခါကျတော့လဲဟုတ်လားဒေါန်ဆန်းစုကြည်နဲ့ဒီဆက်ဆံရေးကောင်းခဲ့တဲ့เนาะဒေါန်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းတိဆောက်ခဲ့တဲ့လားဥရွှေမန်းတို့လိုလူမျိုးဥရှိမန်တို့ဆိုဒီစစ်တပ်ကကျွန်တော်တို့ဒီရွေးကောက်ပွဲကိုဒါလင်းဟုတ်လားဒီတိုင်းပြည်ရဲ့အာဏာကိုဒါလင်းအာဏာသိမ်းတာမဟုတ်ဘူးနော်သူတို့ကြမ်းခံရေးပါတီကိုလည်းသူတို့အာဏာသိမ်းခဲ့တာပဲအားလုံးအမြင်ပဲဦးသိန်းစိန်လက်ထက်မှာဟုတ်တယ်ဗလားအဲ့တော့ဦးရှိဒီသူကနော်ဒီဒေါန်ဆန်းစုကြည်နဲ့အစဉ်ပြေတဲ့စစ်ဖို့စစ်သားတွေဆိုလို့ရှိရင်သူကတခါတည်းနေရာမပေးတော့ဘူးစစ်ဖို့မင်းအောင်လိုင်ကအဲ့အချိန်မှာတည်းကနော်အားလုံးပြန်ပြီးတော့တွေးကြည့်နေရာတွေကို तू ကချက်ချင်းပြီးတော့เนาะဖယ်ခဲ့တယ်ပြုခဲ့တယ်သူတို့ထိန်းချုပ်နိုင်ဖို့ရအောင်လုပ်ခဲ့တယ်ဒါဆိုလိုတာကဒေါန်ဆန်းစုကြည်နဲ့စစ်ပူရီနဲ့အစဉ်ပြေစစ်ဖက်အရက်ဖက်ဆက်ဆံရေးအစဉ်ပြေသွားတာကိုတကယ်တည်းမလိုချင်တဲ့လူတွေကစစ်ဖို့ဒေတာဖြစ်ပြီးတော့ဒေါန်ဆန်းစုကြည်ကဒါမျိုးအခြေအနေဖြစ်အောင်ဖန်တီးခဲ့တာတခုမှမရှိခဲ့ဘူးเนาะဒေါန်ဆန်းစုကြည်ရဲ့ခုနလိုမျိုးသူ့ရဲ့နိုင်ငံရေးဖြတ်တန်းမှုသူ့ရဲ့အတွေ့အကြုံဒေါန်ဆန်းစုကြည်ဆိုတာကျွန်တော်တို့တက်ကိုအများကြီးစာဖတ်တယ်ဟုတ်လားသူ့ရဲ့ဒီ schedule ထဲမှာကသူကသူ့အချိန်နဲ့သူ့ schedule နဲ့သူကသွားနေတဲ့လူပုဂ္ဂိုလ်တယောက်เนาะအဲ့တော့ကျွန်တော်တို့တွေလည်းအသက်အရွယ်ရလာပြီလူတွေတော်တော်များများလည်းအသက်အရွယ်ရလာပြီစဉ်းစားကြည့်ဘသူတော်တော်များများလူတွေတော်တော်များများသူတို့ချထားတဲ့ schedule နဲ့အချိန်စရာနဲ့သူတို့နေထိုင်နိုင်တဲ့လူတွေမဟုတ်ကြဘူးနော်ဒါပေမဲ့ဒေါန်ဆန်းစုကြည်ကသူချထားတဲ့အချိန်စရာနေတာဘယ်အချိန်မှာအိယာထားမယ်ဘယ်အချိန်မှာဟုတ်လားဖျားဝတ်ပြုမယ်တရားထိုင်မယ်ဘယ်အချိန်မှာစာဖတ်မယ်ဘယ်အချိန်မှာဘာလုပ်မယ်ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတဲ့နော်စီးနဲ့ကန်းနဲ့နေထိုင်ပြီးတော့ဟုတ်လားစာပေရအောင်အတွေးခေါ်ရအောင်စင်ကြင်တုံတရားရအောင်နော်အားလုံးကိုလူတော်တော်များများတက်ကိုတာလုံတဲ့လူတယောက်သူ့ရဲ့ပြတ်တမ်းမှုအတွေ့အကြုံတွေတော့အဲ့တော့သူကဓာတ်တွေကိုမသိဘဲနဲ့မနေဘူးဗျဒီစစ်ဖို့ကအချမ်းတွေကိုเนาะအဲ့တော့ကဲဗျာကျွန်တော်တို့ဒီမိုကရေစီကိုအခုမှစပြီးတော့ခြေလန်းကာစားတိုင်းပြည်မှာခင်ဗျာသဘောထားအကွဲလဲတွေအဖိတ်စင်တွေကတော့နေရာတိုင်းမှာပဲရှိမှာပဲဗျသူတို့ပါတီတွေနဲ့မှလည်းရှိမယ်ပါတီပြင်မှာလည်းရှိမယ်ဟုတ်လားနေရာတိုင်းမှာရှိမှာပဲเนาะအဲ့တော့
ဒီလိုမျိုးရှိလာတဲ့ဟာတွေအပေါ်မှာမူတည်တယ်ဗျာပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကနေလွတ်လပ်တဲ့သတင်းမီဒီယာဖြစ်တဲ့အခါကျတော့ဒီစစ်ဖို့တက်ကလည်းဒါကိုအကြောင်းပြုပြီးတော့အသုံးပြုပြီးတော့เนาะဒီဒေါ်နန်စုကြည်ရဲ့ပါတီထဲမှာဒေါ်နန်စုကြည်ရဲ့ယုံကြည်တဲ့လူတွေအဝန်းဝိုင်းထဲမှာသဘောထားကွဲလဲပြီးတော့အင်အားနည်းသွားဖို့အတွက်เนาะခွဲသွားကြတာတွေထွက်သွားကြတာတွေဒါတွေကိုဖြစ်အောင်အတွက်ကိုလည်းဒီစစ်ဖို့တက်ကလွတ်လပ်တဲ့သတင်းမီဒီယာဆိုတဲ့ဒီအခွင့်အရေးပေါ်မှာအသုံးချပြီးတော့သူကလုံနေတဲ့အချိန်လည်းဖြစ်တယ်ဖြစ်တဲ့အချိန်မှာတချို့နေရာတွေမှာဒီ NLD ကနေပြီးတော့ဟုတ်လားဒီလွတ်လပ်တဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကိုတချို့နေရာတွေမှာသူအပြည့်အဝမပေးနိုင်တာတွေရှိတယ်ဒါကပုံမှန်ဖြစ်စဉ်ပဲနိုင်ငံရေးပါတီရဲ့လို့တခုဖြစ်လာတဲ့ဒီမိုကရေစီစပြီးတော့ဒါလေးတွေကပုံမှန်ဖြစ်စဉ်လေးတွေเนาะအဲ့လိုမျိုးလေးတွေဖြစ်လာတဲ့အချိန်မှာငကိုကလေးကမှဒီကြံ့ဖို့ပါတီနဲ့ဒါသူ့ရဲ့ပါတီခွဲအငယ်ဘွားလေးတွေပေါ့ဗျာဒီတဆာညလိုပါတီတွေအမျိုးသားရေးအင်အားစုဆိုပြီးတော့ဟလာဒီဗိုလ်ချုပ်ဟောင်းတွေဖွဲ့ထားတဲ့เนาะပါတီတွေပြီးတဲ့အခါကျရင်လေယာမြေအိမ်ချန်လို့ဓမြတိုက်ခိုးဆိုလူရက်ဟလာထမိန်နာခိုစားတဲ့လူအမျိုးကဒီဖွဲ့စည်းတည်ထောင်ထားတဲ့နိုင်ငံရေးပါတီတွေဒါတွေကစုပြီးတော့เนาะကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကြီးကเนาะဒီလိုမျိုးကြီးဖြစ်နေပါတယ်ဒါကြောင့်မလို့ဟလာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ဒါတွေကိုဝင်ရောက်ဖြန့်ဖြေတားဆီးပေးဖို့အတွက်ကိုလုပ်ပေးပါဆိုပြီးတော့တောင်းဆိုကြတယ်သူတို့လူတွေတောင်းဆိုကြတာเนาะအဲ့တော့တောင်းဆိုတဲ့အခါကျတော့ဟိုကစစ်ဖို့မင်းအောင်လှိုင်ကလည်းဟလာစာရီရေးတယ်ပို့တယ်เนาะအဲ့တော့ဒီစာတွေကိုလည်းဒေါန်ဆန်းစုကြည်ကဒီတောင်းဆိုချက်တွေကိုလည်း तू ကြည့်မှာပဲ तू သိမှာပဲအဲ့တော့သူ့ရဲ့အနေအထား तू အာဏာရဲ့ထိတ်ဆုံးမှလည်းရှိနေတဲ့အနေအထားသူ့ရဲ့နိုင်ငံရေးဖြတ်တန်းမှုเนาะအတွေ့အကြုံတွေရလဲဒါတွေကဟုတ်လားဒါလောက်ကြံဖန်တီးမှုလီဆယ်မှုเนาะသူ့ရဲ့ NLD ကိုထိန်းချုပ်ဖို့ဟုတ်လားဟိုနည်းဖြစ်ဖို့တခုခုပေါ့ဗျာလိုချင်တာရဖို့အတွက်ကိုအချက်ကင်လာတဲ့ဟာတွေကိုဒေါန်ဆန်းစုကြည်ကလည်းသိမှာပဲသိတဲ့အတွက်ကြောင့်မလို့ဒေါန်ဆန်းစုကြည်ကလည်းဒါတွေကိုကဲမင်းတို့လှုပ်ချင်အောင်လုပ်မဖြည့်ရှင်းဘူးဆိုတဲ့ခေါင်းမာခဲ့တဲ့အနေအထားမျိုးနဲ့သူကစစ်တပ်ကိုသူကရင်ဆိုင်ပြီးတော့သူကဒါကိုကြော်ဖြတ်ဖို့သူသွားခဲ့เนาะအဲ့တော့သွားခဲ့တယ်ဆိုတဲ့အခါကျတော့ကဲရွေးကောက်ပွဲကြီးစပြီပေါ့เนาะရွေးကောက်ပွဲကြီးစပြီဆိုတဲ့ကြောင့်ကျွန်တော်တို့ဒီနေရာမှာတခုမမေ့ထားဖို့ဒေါန်ဆန်းစုကြည်က2015 2020မှာဟုတ်လားသူကအာဏာ85%ရှိပြီ25%ကစစ်တပ်ဘက်မှာเนาะအဲ့ဒီအပြင်ကိုကျွန်တော်တို့ကတိုင်းပြည်ရဲ့ဒီဟိုနေမှာ bureaucrat ရန်နေရာကိုကျွန်တော်တို့ကကြည့်ရเนาะ bureaucrat ရန်နေရာကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာเนาะတိုင်းပြည်ကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့တာကဒီစစ်ဖို့တပ်ဖြစ်တယ်เนาะစစ်ဖို့တပ်ဖြစ်တယ်အဲ့တော့ဝင်းကြီးဌာနကြိုက်တဲ့ဝင်းကြီးဌာနကြည့်လိုက်ဝင်းကြီးတွေကဗာလဲစစ်ယူနီဖောင်းကျွတ်တွေညွန်မှုတွေညွန်ချုပ်တွေကစစ်ယူနီဖောင်းကျွတ်တွေခွဲမှုတွေကလည်းဒီတိုင်းပဲဘယ်နေရာကြည့်ကြည့်ဗျာလျှက်စစ်ဌာနယုံဟုတ်လားလျှက်စစ်ဌာနယုံမှာစစ်ဖို့ကနေလျှက်စစ်ဌာနယုံရဲ့ဌာနခွဲမှုတို့ဘာလို့ဟိုလောက်ရအောင်ဒီစစ်ဖို့ကဘာလဲဒီလျှက်စစ်အကြောင်းနားလည်လို့လားသဘောပြောပြတာပါเนาะအဲ့တော့ဆိုလိုတာကဒီရန်နေရာကြီးတစ်ခုလုံးမှာเนาะစစ်ဖို့လူတွေပဲเนาะစစ်ဖို့လူတွေဟိုအောက်ခြေထိထွေအုပ်ထိအကုန်လုံးဗျာရာအိမ်မှုအုပ်ချုပ်မှုပြီးရင်ကျွန်တော်တို့တိုင်းပြည်ကလူတွေကအကျင့်ပြတ်ခြားစားကြရတယ်ဆိုတာလဲသိတာပဲဟုတ်တယ်ဗလားဥပမာပြ88တချို့ចောင်းသားမျိုးဆက်တွေတောင်မှပဲအခုချိန်ဒီရွေးကောက်ပွဲကိုသူတို့အနေဟိုတွားပြီးတော့တက်ကြဖို့လုပ်နေအဲ့တချို့အဲ့ထဲမှာတချို့တွေကတော်တော်ဆူဝါစစ်တပ်ကပေးတဲ့အခွင့်အရေးတွေအကျိုးစီးပွားရေးနဲ့ဟုတ်လားစီးပွားရေးလုပ်ငန်းတွေနဲ့အဆင်ပြေနေတဲ့88မျိုးဆက်တွေလည်းကျွန်တော်မြင်နေရဒါမျိုးပေါ့အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကလူတွေကဟိုဒီအာဏာရှိတဲ့လူတွေမဟုတ်ဘူးပြည်သူတွေကလည်းဒီအကျင့်ချက်ချစားမှုဟုတ်လားဘေးကနေရလာတဲ့ပတ်စံကိုသူတို့ကလည်းအယမ်းမှတ်မော်ကြတယ်လိုချင်ကြတယ်နော်အဲ့တော့ဒီစစ်ဖို့တက်ရဲ့ဒီ covert operation အဖြတ်အမှောင့်လုပ်ငန်းကအရန်လုပ်လို့လွယ်နော်ငကိုတဲ့ကဒီရန်နေရာကြီးတစ်ခုလုံးထဲမှာသူကသူ့ရဲ့လူတွေကြီးပဲနော်ဟိုပြေပတန်ယုံနေလဲကြည့်နော်သူတို့စစ်တပ်ကနေပြီးတော့ဟုတ်လားယူနီဖောင်းချွတ်တွေပဲတန်အမတ်တွေကောင်စစ်ဝင်နေဟုတ်လားဝန်ထမ်းတွေသူတို့အမျိုးတွေနိုင်ငံရေးဌာနနိုင်ငံခြားရေးဝန်ကြီးဌာနဆိုလို့ရှိရင်လဲဝန်ကြီးဆိုလို့ရှိရင်လဲဒါဖုတ်ပိုပြုတ်တွေနော်သူတို့ရဲ့သားသမီးတွေပဲဒီတန်နိုင်ငံတကာဒီတန်ယုံတွေမှာဟုတ်လားနေရာပေးခြင်းခံတယ်တာဝန်ပေးခြင်းခံတယ်နိုင်ငံခြားရောက်ရင်ကြောင်းတက်မယ်အေးစစ်နေရမယ်ဒါတို့တွေရောဗျာနေရာတကာအတိုင်းမှာသူကသူ့လူတွေကြီးပဲ
အဲ့တော့ဒီလိုရွေးကောက်ပွဲတစ်ခုဖြစ်လာတဲ့အခါမှာလူတွေကိုနော်ဟိုနေ့ပြစ်ဖို့တဲ့သူအပြတ်မောက်လုပ်ငန်းတွေသူဝင်လောက်တာကျောင်းဆရာဟိုမဲတွေပူတာအစာပေါ်ပြဟိုနေ့ပြဟိုတကယ်ဖြစ်ခဲ့တဲ့ဟာတွေလည်းရှိဒါတွေကယူတတဖြစ်ခဲ့တဲ့ဟာတွေတက်ကြွတယ်ဗျာငါတို့ပါတီနိုင်စေခြင်းတယ်နော်ဒါကြောင့်မို့တချို့ UEC ရဲ့ဒီစီကန်းတွေစီမင်းတွေကိုသူတို့နေတတိအောက်ခြေဗျာနိုင်ငံရေးဒီလောက်ထိဝင်ဖြစ်တာမဟုတ်တာပါတီဝင်နေဆိုရင်မဲ့လုံနေဆိုရင်မဲ့ဟုတ်တယ်ဗျာအဲ့တော့သူတို့လုတ်ခဲ့တဲ့ဟာတွေရှိရယူတတနဲ့အိမ်ဝစ်ပြီးတော့ဟလာဒီလိုပုံစံမျိုးနဲ့မဲဆွဲလို့မရအောင်နော်အဲ့ဒါတွေကိုမသိလို့နားမလဲလို့ပဲဖြစ်စေသိလို့နားလို့ပဲဖြစ်စေအတက်ကြွလွန်လို့ပဲဖြစ်စေသူတို့လုတ်ခဲ့တဲ့ဟာတွေရှိတယ်ဘာတွေရှိတယ်ထားပါတော့ဒါပေမဲ့ခုနလိုမဲတွေကိုသိတယ်ဗလားအများကြီးပေးတာတို့မဲစင်းတွေဒီလိုမျိုးအများကြီးမှားတာတို့ဒီလိုဖြစ်တာတွေဆိုတာကြတော့ဒါတွေကရိုးတတဖြစ်တာတွေမဟုတ်ဘူးဒီစစ်တပ်ရဲ့အဖြတ်အမောက် COVID operation လုပ်ငန်းစဉ်တွေရဲ့ဂွင်းဆက်တွေနဲ့သူတို့ကဒါတွေကိုအကြောင်းပြုပြီးတော့အာဏာသိမ်းလို့ရအောင်အတွက်ကိုရွေးကောက်ပွဲကာလမှာသူတို့စနစ်တကျကျူးလွန်ခဲ့ကြတာ NLD ကိုသူတို့ဟိုနေ့ဖြစ်ဖို့ရဖို့အတွက်သူတို့စနစ်တကျကျူးလွန်ခဲ့ကြတာเนาะကဲကောင်းပြီသူတို့ကျူးလွန်ခဲ့ပြီးတဲ့အခါကျတော့ကျူးလွန်နေတဲ့ဟာတွေဒါတွေကိုအပုတ်ချဖို့ဖွာဖို့အတွက်ကကျွန်တော်တို့ကလူတွေအားလုံးယုံကြည်နိုင်လောက်တဲ့လူပုဂ္ဂိုလ်သတင်းမီဒီယာအဖွဲ့ကြီးသူတို့လိုတယ်เนาะအဲ့တော့အဲ့လိုလိုတဲ့အချိန်မှာကျွန်တော်တို့အားလုံးသိကြတဲ့ပြေပမှာနေတဲ့လူတွေဆိုเนาะဒီ American မြန်မာ News ဆိုပြီးတော့ဒီ Go Share လေးတို့ကစခဲ့နော်အဲ့တော့ Go Share လေးဆိုလို့ရှိရင်လည်းသူထောင်ထဲမှာဒီ80အရေးခင်းတွေမှာသူပါခဲ့တယ်ထောင်ကျခဲ့တယ်ဟုတ်လား NLD နဲ့ပဲဒီပေါ့ဗျာဒီမိုကရေစီဒီလှုပ်ရှားမှုတွေနဲ့နော်ဆက်ပြီးတော့မှသူကအမြဲတမ်းဒီစစ်တပ်ကိုစန့်ကျင်ဝေဖန်နော်ပြောဆိုနေတဲ့လူတယောက်ဖြစ်တယ်နော်အဲ့တော့ဒီလိုလူတယောက်ကဗစက်ကနေဒီလိုနိုင်ငံခြားကနေဓာတ်တွေကိုဖွာလို့ရှိရင်တော့ရမယ်ဆိုတာကိုဒါစစ်ဖို့တက်ကအသေးချာသိတယ်အဲ့တော့အဲ့ဒီအချိန်မှာဓာတ်တွေကိုစပြီးတော့ဖွာတာက Go Share လေးပဲဖြစ်တယ်နော် Go Share လေးပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီပြည်ရင်းပြည်ပမှာရှိတဲ့လူတွေအားလုံးကဒီအချိန်မှာကျွန်တော်တို့ကဒီရွေးကောက်ပွဲဒီမတမာမှုမဲမတမာမှုတို့ဆွဆွဲချက်ကြီးကဟုတ်လားမဟုတ်လားเนาะဒါတွေကိုအချက်လက်နဲ့တကွเนาะအတိအကျရှင်းကျွန်တော်အခုပြောနေတာအရေးကြီးရဲ့เนาะအရေးကြီးရဲ့ဆိုတာဒီ ASEAN Summit ဒါမဲ့အခု ASEAN ဒီအစည်းအဝေးမှာဒါတွေကိုထည့်သွင်းပြီးတော့ကျွန်တော်တို့တွေပြောရတော့မယ်ဆွေးနွေးရတော့မယ်เนาะဒီ ASEAN Site Meeting တွေဒီဆက်အစည်းအဝေးတွေမှာเนาะအဲ့ဒါကြောင့်လို့ကျွန်တော်ကအခုဟာကိုပြောအဲ့တော့ Go Share လေးကိုကျွန်တော်တို့ပြည်ရင်းပြည်ပမှာရှိတဲ့လူတွေကစုံစမ်းစစ်ဆေးဖို့လိုလာပြီဗျနော်ခင်ဗျားဒီလိုမျိုးဒီမဲဒီချိုတင်ဒီမဲပေးတဲ့ဟာမှားတာတွေစာလာကြီးတဲ့ထည့်ပြီးတော့ဟိုနည်းဖြစ်တာတွေပေါ့ဗျာအမျိုးပေါ့ဟလားမဲတွေမဲစင်းတွေအိမ်ထဲကိုယူသွားတာတွေဟုတ်လားမဲပြားတွေကိုဟုတ်လားကားပေါ်တွေမှာရေတွက်နေတာတွေဓာတွေညာတွေအကုန်လုံးကနော်Go Share လေးကသာတကယ်တိုင်းပြည်ကိုချစ်တယ်နော်တကယ်ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီနဲ့ Federal ပြည်ထောင်စုကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီရတဲ့ source အချက်လက်တွေသတင်းတွေကိုကျွန်တော်တို့ရှင်းပြနိုင်ရမယ်ဒီအချိန်မှာလူတွေအားလုံးတက်ကွက်သိအောင်နော်ဒီဟာတွေသူဘယ်ရလဲဟုတ်လားပတ်စံရှိတိုင်းရမလားဟုတ်လားဘလောက် Go Share လေးရဲ့ကွန်ရက်ကဘလောက်ကျဲလဲဘလောက်ထိကျဲ BBC တို့လိုမျိုးကျဲပြန့်လားBBC ဆိုတာက international worldwide ဟုတ်လားနော်ဒီလိုမျိုးဟိုနီးကိုတကယ်ဗျာဟို sensitivity ဖြစ်တဲ့တကယ် issue ကြီးတစ်ခုအကြောင်းအရာကြီးတစ်ခုအဲ့ဒီအချိန်မှာဒီကိစ္စရင်းနဲ့တောက်လျှောက်ဖွာတာက Go Share လေးရဲ့ဒီ American မြန်မာ News ဆိုတဲ့နေရာကနေပြီးတော့စပြီးတော့ဖွာပြီးတော့နော်ဒီရွေးကောက်ပွဲကြီးကိုမတမာမှုမဲမတမာမှုမဲလိမ်မှုဖြစ်အောင်ဟုတ်လားမိမောင်ထိုးပြီးတော့ highlight လုပ်ပြီးတော့ပုံဖော်သွားတာက Go Share လေးလောက်သွားတာနော်အဲ့တော့ကျွန်တော်တို့ပြည်ရင်းပြည်ပမှာရှိတဲ့လူတွေကလည်း Go Share လေးကိုဒီအချိန်မှာမေးရမှာပါ Go Share လေးအနေနဲ့တကယ်ပဲကျွန်တော်တို့ပြည်သူတွေကိုတနာတယ်နော်ကိုချင်းစာတယ်တိုင်းပြည်ကိုတကယ်ချစ်တယ်ကျွန်တော်တို့တိုင်းပြည်မှာဒီဆရာနာရှင်စနစ်ကြီးကိုမလိုချင်ဘူးဘလို့အာနာရှင်မျိုးကိုမှဟုတ်လားမလိုချင်ဘူးနော်ဒီမိုကရေစီနဲ့ Federal ပြည်ထောင်စုကိုတကယ်ပဲတည်ထောင်ခြင်းတယ်ဆိုလို့ရှိရင်အခုဒီစစ်ဖို့တက်ကအာဏာသိမ်းတဲ့အခြေအနေမျိုးထိဖြစ်အောင်ဆွဆွဲတဲ့ရွေးကောက်ပွဲမတမာမှုနဲ့မဲမတမာမှုဟာနော်ဖြစ်ဖို့အတွက် Go Share လေးအဲ့အချိန်ကတင်ပြခဲ့တဲ့
သတင်း source တွေအကြောင်းအရာတွေကဘလောက်ထိမှန်ကန်မှုရှိလဲဘလောက်ထိခိုင်မာမှုရှိလဲဘလို့တွေဖြစ်ခဲ့ရလဲဆိုတာကိုကျွန်တော်တို့ပြည်တွင်းပြည်ပနေတဲ့လူတွေကကိုရှယ်လေးကိုတောင်းဆိုရမယ်ကိုရှယ်လေးအနေနဲ့ဒါတွေကိုပွဲတစ်ပွဲအဖြစ်နဲ့ကျွန်တော်တို့အများပြည်သူတွေရှင်းလင်းမှုအတွက်ကိုသူကလောက်ရတော့ဘာကြောင့်မလို့ဒါကိုကျွန်တော်ပြောလဲဆိုတဲ့အခါကျတော့ကျွန်တော်ပြည်ရင်းကိုပြန်တဲ့အခါကျတော့ကိုရှယ်လေးကဟုတ်လားကြန့်ခိုင်ပါတီနော်စရဖားတို့နဲ့ဟုတ်လားဆက်သွယ်ပြီးတော့နော်ဟိုအလုတ်လုတ်တယ်ဆိုတဲ့ဟာအကြောင်းအရာတွေပါကြီးကျွန်တော်ကအဲ့မှာတိခဲ့မြင်ခဲ့အဲ့ my face ဆိုဗျာသူဒေါ်လာ3သိန်းနဲ့ဟုတ်လားသူတို့လောက်တာရောအတက်ပြင်းနေအကောင်ကိုဒီစစ်ဖို့ကနေပြီးတော့ပေးထားတဲ့လဲမြေခွက်တွေပါပေးထားနော်ဒီ app တစ်ခုပြဖို့အတွက်ကိုနော်အဲ့ဒါတွေပါပြဿနာတက်ကြပြီးတော့ဟိုနင်းဖြစ်ကြပြီးတော့ဖြစ်ကြတော့အဲ့တော့ဒါတွေကမယိုးသားဘူးဗျာ covert operation အဖျက်အမှောက်လုပ်ငန်းတစ်ခုထဲမှာပါပြီးတော့နော်ကျွန်တော်တို့တိုင်းပြည်ကိုရွေးကောက်ပွဲမတမာမှုမဲလိမ်မှုဆိုပြီးတော့ဆွဆွဲပြီးတော့ဟုတ်လားဒါအာဏာသိမ်းခဲ့တာဗျအာဏာသိမ်းခဲ့တာနော်အဲ့တော့ကိုကကျွန်တော်ကတော့ဒီတစ်ဖက်ကဒါမျိုးတွေပြောတစ်ဖက်ကပြန်ဒီကမင်းတို့မဟုတ်ဘူးကျွန်တော်တို့ဒီမိုကရေစီမပြည့်ဝသေးအခုမှစပြီးတော့သွားသေးတယ်မွေးကားစားဗျာအခုမှမိခင်ဝမ်းတွေကထွက်တဲ့ဒီမိုကရေစီကမြတ်လမ်းလျှောက်တက်ဖို့နေတာဟုတ်လားဒီအမိအတွေ့ကိုကျွန်တော်တို့ကလိုအပ်နေတဲ့အချိန်မှာဒီလိုမျိုးတချို့အဖိတ်စင်လေးတွေကတော့ကျွန်တော်တို့ကတော့ရှိမှာပဲဒါပေမဲ့အဲ့ဒီအဖိတ်စင်လေးတွေရိုးသားသားတမန်ဖြိုးဖြစ်စဉ်အဖိတ်စင်လေးတွေကိုအဖိတ်စင်အကြီးဖြစ်အောင်ဟုတ်လားပုံကြီးချဲ့နိုင်အောင်ဆွဆွဲချက်တစ်ခုဖြစ်လာအောင်အတွက်ကိုခုနကကျွန်တော်ပြောခဲ့တဲ့အခြေအနေအကြောင်းအရာတွေရဲ့အဖြတ်အမှောင်လုပ်ငန်းတွေရဲ့ဟုတ်လားပေါင်းစုံလိုက်ပြီးတဲ့အခါကျတော့ဒါကိုရွေးကောက်ပွဲမတမာမှုအဖြစ်နဲ့နော်စစ်တပ်ကဆွဆွဲပြီးတော့တိုင်းပြည်ရဲ့အာဏာကိုတိမ့်လိုက်ခြင်းသာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ comment ထဲမှာလူတွေအများဆုံးသိကျင်နေတဲ့ဒီရွေးကောက်ပွဲမတမာမှုမဲမတမာမှုဆိုတာတကယ်ဟုတ်လားဆိုတော့ကျွန်တော်ဒီနေ့ပြောပါတယ်တကယ်မဟုတ်ပါဘူးဒါစစ်တပ်ကနေစီမံချက်နဲ့ covert operation နဲ့အပြတ်အမောက်လုပ်ငန်းတစ်ခုအနေနဲ့သူတိုင်းပြည်ရဲ့အာဏာကိုသိမ်းယူဖို့ပြည်သူရဲ့အာဏာကိုသိမ်းယူဖို့အတွက်သူစနစ်တကျလှုပ်ဆောင်ခဲ့တဲ့အရာသာဖြစ်ပါတယ်လို့ဒါကျွန်တော်ကအဆုံးသတ်ပေးခြင်းနော်အဲ့တော့ကဲကောင်းပြီဒါကြီးဟာစစ်ဖို့တက်ကနေအာဏာသိမ်းဖို့အတွက်စနစ်တကျလှုပ်ထားတဲ့ covert operation စီမံချက်ကြီးတစ်ခုဖြစ်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလာမဲ့အာဆီယံ summit မှာဒါတွေကိုကျွန်တော်တို့ကအသေးချာကိုကျွန်တော်တို့တင်ပြနိုင်ရမယ်နော်အသေးချာကိုတင်ပြနိုင်ရမယ်ဘာကြောင့်တင်ပြရမလဲဘာကြောင့်အရေးကြီးလဲဆိုတော့ဒီ2021ရွေးကောက်ပွဲရလဒ်ကိုကျွန်တော်တို့က1990နော်ရွေးကောက်ပွဲရလက်လို့ကျွန်တော်တို့အဆုံးရှုံးမခံနိုင်ဘူးနော်ပြည်သူတွေကနေပြီးတော့တကယ်အခုဆိုလိုတာဗျာကျွန်တော်ပြင်းနေပြန်တဲ့အခါဟုတ်လားလူအများစုခင်ဗျတိုင်းပြည်လုံးလူအများစုမေးလိုက်ဗျာအယောက်1000မှာဟုတ်လား999ယောက်ဒါမှမဟုတ်လဲအယောက်1000မှာ9999ယောက်ကသူတို့ NLD ကိုမဲပေးခဲ့တယ်ဟုတ်တယ်တချို့နေရာတွေမှာရှိခဲ့တယ်သူတို့ NLD ကိုမဲပေးခဲ့တဲ့ကိုယ်တိုင်လူတွေပဲပြောရတယ်ဟုတ်တယ်တချို့နေရာတွေမှာတော့ရှိခဲ့တယ်ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီစစ်တပ်ပြောသလိုမျိုးမဟုတ်ဘူးเนาะအဲ့တော့လူတွေကိုမေးကြည့်လိုက်တဲ့အခါကျတော့ NLD နဲ့ဒေါအောင်ဆန်းစုကြည်ပဲเนาะအဲ့တော့ဒါမျိုးတွေတကယ်ဖြစ်ခဲ့တာအဲ့တော့ကျွန်တော်အာဆီယံကိုရောက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ2021ဒီ2020ရွေးကောက်ပွဲရလဒ်ကို1990ရွေးကောက်ပွဲရလဒ်လိုမျိုးကျွန်တော်တို့ကအဆုံးရှုံးမခံနိုင်ဘူးဟုတ်လားဟိုချီမျိုးရေမျိုးကန်းတင်ပုံစံမျိုးကျွန်တော်တို့အလုတ်ခံလို့မရဘူးဒီရွေးကောက်ပွဲ2021ရွေးကောက်ပွဲကသာလေတကယ်ရလဒ်ဖြစ်တဲ့ဒီရလဒ်ကိုနိုင်ငံတကာအတိုင်းအဝိုင်း EU အာဆီယံเนาะကမ္ဘာကုလသမဂ္ဂဟလာနိုင်ငံကြီးတွေအကုန်လုံးကလက်ကင်ဒီနေ့ချိန်ထိเนาะဒီရလဒ်ကိုစုပ်ကင်ထားပေးဖို့ဆိုတဲ့အချက်ကိုကျွန်တော်တို့က highlight လုပ်ပြီးတော့တောင်းဆိုနိုင်ရမယ်ဆွေးနွေးနိုင်ရမယ်เนาะကဲကောင်းပြီတိုင်းပြည်အေဂျင့်ဖို့တိုင်းပြည်တည်ငြိမ်ဖို့အတွက်ကိုเนาะကဲ9နှစ်လည်းပြီးခဲ့ပြီဒါကြီးကတော့เนาะဒီ2021ရွေးကောက်ပွဲရလဒ်ကြီးကိုတော့ဒီလိုစုပ်ကင်ထားပြီးတော့ဆက်သွားဖို့ဆိုတာတော့လက်တွေ့နိုင်ငံရေးအခြေအနေကဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးเนาะအဲ့တော့ဖြစ်နိုင်လာလေးတွေထပ်ပြီးတော့ဆွေးနွေးကြည့်ပါဆိုရှင်းလေးပဲเนาะရှင်းလေးပဲအဲ့တော့ကျွန်တော်တို့အခုလာမဲ့နောက်တဲ့ရွေးကောက်ပွဲတစ်ခုနဲ့တိုင်းပြည်အေဂျင့်တိုင်ဖို့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ဆိုလို့ရှိရင်2000နဲ့ဒီ15 20ဟလာဒါမှမဟုတ်2010 2020ဂျာမှရှိခဲ့တဲ့နိုင်ငံရေးအခင်းအကျင်းမျိုးနဲ့ဒါဟလာနောက်တဲ့ရွေးကောက်ပွဲတစ်ခုကိုလှုပ်ချင်လှုပ်နောက်တဲ့ရွေးကောက်ပွဲတစ်ခုကိုလှုပ်ချင်လှုပ်ကျွန်တော်ဆိုလိုတာရှင်းတယ်နော်
ဒီနေ့စစ်ဖို့မင်းအောင်လိုင်းလုံနေတဲ့ဒီအတူရောင်ရွေးကောက်ပွဲဆိုတဲ့ဟုတ်လားဘာလွတ်လပ်ခွင့်မှမရှိဘူးဗျာနော်ရွေးကောက်ပွဲမှာပါဝင်တဲ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်းဝေဖန်လို့မရဘူး UEC ကိုလည်းဝေဖန်ထောက်ပြလို့မရဘူးသူတို့စစ်ဖို့တွေကိုလည်းဝေဖန်ထောက်ပြလို့မရဘူးအကုန်ထောင်နေတဲ့မဲမပေးတော့မှပဲဟုတ်လားမဲထွက်မပေးတော့မှပဲထောင်ချမယ်ဆိုတဲ့ချင်းချောင်းနေတဲ့နော်ဒီလိုအခင်းချင်းမျိုးနဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာဟုတ်လားဖြစ်နေတဲ့နိုင်ငံရေးပြဿနာတွေကိုဆက်လက်ပြီးတော့ဖြေရှင်းလို့မရဘူးဆိုတာကိုကျွန်တော်တို့ကဒီအာဆီယံ summit မှာကျွန်တော်တို့တွေဆွေးနွေးပြီးတော့နော်ဆွေးနွေးတင်ပြနိုင်ရမယ်နော်အဲ့တော့ဒီလိုအချက်လက်တွေကိုလုပ်ရမယ်ဒီရွေးကောက်ပွဲဒီမတမ2000သူတို့ရဲ့ဆွဆွဲချက်ဆိုတာအတူရောင်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေကတကယ်မီးမောင်းထိုးပြီးတော့နော်တကယ်နိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့အတွက်ຫນွေဦးတော်လှန်ရေးအောင်တာတွေကြာဆုံးတာတွေဟိုလူအောင်တာတွေကြာဆုံးတာတွေကအရေးမကြီးဘူးနော်ဒီနိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့အတွက်တိုင်းပြည်အေဂျင့်တာယာဖို့အတွက်ကိုကျွန်တော်တို့ကတကယ်ရွေးကောက်ပွဲလှုပ်ချင်တော့မှပဲ2010နဲ့2020ကြားမှာရှိခဲ့တဲ့နိုင်ငံရေးအခင်းအကျင်းမျိုးနဲ့လုံမဲ့ရွေးကောက်ပွဲမျိုးကိုသာလက်ခံနိုင်တယ်ဆိုတဲ့အကြောင်းเนาะအဲ့တော့ဒီအတူရောရွေးကောက်ပွဲကြီးကိုဒီအာဆီယံအနေနဲ့လုံးဝကိုနိုင်ငံတကာအဖွဲ့အစည်းနဲ့လုံးဝကိုဆန့်ကျင်ပြီးဒီရွေးကောက်ပွဲကြီးဖြစ်မြောက်ဖို့အတွက်ထောက်ပံ့နေတဲ့တရုတ်တွေကိုပါကျွန်တော်တို့ကနိုင်ငံတကာဒီအဖွဲ့အစည်းတွေเนาะဒီမိုကရေစီနိုင်ငံတွေကဒီတရုတ်ကိုပါဖိအားပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကလုပ်ကြမယ်နော်အဲ့တော့ရွေးကောက်ပွဲနဲ့ဟာပြီးသွားပြီအဲ့တော့နောက်ဆက်တွဲအနေနဲ့တရုတ်အကြောင်းလေးကိုလည်းကျွန်တော်နည်းနည်းပြောချင်တယ်နော်တရုတ်တွေကတိတ်လူပါဝတယ်နော်ကျွန်တော်ထပ်ပြောမယ်နော်တရုတ်အစိုးရတွေမဟုတ်ဘူးမြန်မာနိုင်ငံတွေကတရုတ်တွေလည်းနားထောင်တရုတ်တွေကတိတ်လူပါဝတယ်နော်သူတို့တွေကဘာမှာဟုတ်လားသူတို့နေတာအကုန်တရုတ် community တွေနဲ့ပဲနေတာသူတို့တွေကဒီအမေရိကန်ရဲ့ company တွေမှာသူတို့အလုံးမလုပ်ဘူးနော်အများဆုံးရှိလဲတယောက်နှစ်ယောက်ပဲကျွန်တော်တစ်ခါပဲတွေ့ဘူးတယ်နော်ဒီစက်ရုံတွေဦးနေမှာသူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေသူတို့ရဲ့ Chinese community နဲ့သူတို့ကနေတာပြီးတဲ့အခါကျရင်သူတို့ကပြေမာကြီးရဲ့ယဉ်ကျေးမှုတွေပြေမာကြီးရဲ့နိုင်ငံရေးသဘောထားတွေနော်သူကပြေမာကြီးနဲ့သူတို့ကအများနဲ့ဆက်ပြီးတော့သူတို့သွေးတွေကအများနဲ့ဆက်နေတာသူတို့တရုတ်ပြေမာကြီးနဲ့ဆက်ပြီးတော့နော်အဲ့တော့အခုနောက်ပိုင်းတရုတ်တွေအားနေနေတဲ့အချိန်နှိုးငယ်နေတဲ့အချိန်တော့တရုတ်တွေကခက်ခေါင်းငုံငုံပေါ့ဗျာနော်ခက်ခေါင်းငုံငုံပေါ့အခုတရုတ်ကအင်အားအဖက်ဖက်ကနေပြီးတော့အင်အားကြီးလာတဲ့အခါကျတော့ဒီနိုင်ငံတကာမှာရောက်နေတဲ့တရုတ် community ကတရုတ်တွေကတိတ်လူပါဝရတယ်ဗျာနော်ဥပမာပြင်သူတို့ရဲ့တရုတ်နိုင်ငံကဟုတ်လားနိုင်ငံသားရေးဝန်ကြီးပဲဖြစ်စေသမ္မတကြီးပဲဥပမာဒီဥပမာဩစတြေးလျမှာဗျာတခါကျွန်တော်တို့ကိုချစ်ကိုနဲ့နိုင်ငံရေးစကားတွေတုံးတက်တဲ့ဆွေးနွေးတဲ့အခါမှာသမ္မတဟုတ်လားစီကျင်ပင်းလားဘာလို့လဲဟူချင်းတောင်လက်ထက်မှာလာတဲ့အခါမှာနော်ဩစတြေးလျမှာရှိတဲ့ကျောင်းသူကျောင်းသားတွေပြည်သူတွေကဆန္ဒပြကြတယ်ဆိုတဲ့အခါကျဩစတြေးလျမှာလာနေတဲ့တရုတ်တွေမွေးတဲ့တရုတ်တွေအဲ့ဆန္ဒပြတဲ့လူတွေကိုဝင်ပြီးတော့ထိုးတာတွေရိုက်တာတွေပါလုပ်တယ်လက်ရဲစိတ်ရစဉ်းစားကြည့်ဘယ်လောက်လူပါဝလဲဆိုတာနော်ပြီးရင်တရုတ်တွေကတရုတ်ပြည်မှာကြီးကသူတို့နိုင်ငံတွေမှာရှိနေတဲ့သူတို့တရုတ် community တွေကနေပြီးတော့ဟုတ်လားသူတို့နေထိုင်တဲ့နိုင်ငံတွေရဲ့နိုင်ငံရေးဩဇာစီးပွားရေးဩဇာအာဏာလွှမ်းမိုးနိုင်မှုအတွက်ကိုငွေနဲ့ခင်းပြီးတော့လုပ်နေတဲ့ဇလန်းတွေအများကြီးပဲနော်နယူးဇီလန်မှာဆိုလို့ရှိရင်ဟုတ်လားနယူးဇီလန်ရဲ့နိုင်ငံရေးပါတီတွေဟုတ်လားဩစတြေးလျအားလုံးကတရုတ်လိုလားတဲ့ဟိုနည်းနေဖြစ်နေတယ်နော်တရုတ်တွေဟိုနည်းကပတ်စံပေးပြီးတော့တရုတ်တွေကပတ်စံပေးပြီးတော့ဝယ်ထားတာပေါ့ဗျာနိုင်ငံရေးသမားတွေဟိုနည်းနေကိုဟုတ်လားဩစတြေးလျတို့ဘာလို့မှဆိုလို့ရှိရင်လည်းဒီတိုင်းပဲနယူးဇီလန်တို့ဘာလို့မှဆိုပိုတော်ဆိုးသေးတယ်အမေရိကန်မှာဆိုလို့ရှိရင်လည်းဒီလိုပဲလုပ်တာပဲလုပ်တဲ့အတွက်ကြောင့်မလို့အခုဖမ်းဆီးနေရတာသူတို့တွေနော်ဖမ်းဆီးနေရတာအဲ့တော့ဖမ်းဆီးနေရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်နော်ပို့ပြီးတော့ဆိုတယ်တနိုင်ငံလုံးနိုင်ငံရေးဩဇာအာဏာစီးပွားရေးဩဇာအာဏာစစ်ရေးပါစစ်ဖို့တွေကိုသူကကပိုက်ဆောင်တက်တဲ့ကိုထည့်ထားတာကိုတိတ်လူပါဝါတဲ့ကောင်တရုတ်တွေကနော်အဲ့ကျွန်တော်ပေါ်တင်တက်ရှင်းပြောတာတိတ်လူပါဝါတာနော်အဲ့တော့အခုဒီလောက်အဲ့လောက်လူပါဝါတဲ့တရုတ်ကဒီတိုင်းပြည်လုံးကလက်မခံတဲ့စစ်ဖို့တွေကိုကြောတော့နောက်ခံလုပ်ပြီးတော့ဟုတ်လားဟိုအတူရောင်မောဗျာအတူရောင်မဟုတ်ပါဘူးပြောင်းပါပဲဒီလွတ်တော်ကြီးတစ်ခုလုံးကလည်းစစ်သားတွေကြီးပဲဟုတ်တယ်ဗလားအဲ့တော့သူတို့ကစစ်တပ်ကိုကပိုက်ဆောင်ထပ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုတရားဝင်ကိုလိုနီလုပ်တယ်ဆိုတာကိုလူသိရှင်ကြားပမာမခန့်အားလုံးကိုဒါပဲဆိုပြပြီးတော့လုပ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေကအားလုံးတော့တော်လှန်လို့မဖြစ်နိုင်ဘူးနော်
အားလုံးကိုတော့တော်လန်လို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့မတော်လန်ပဲလဲဒီတိုင်းထားလို့မရနော်အဲ့တော့ကျွန်တော်တို့တရုတ်တွေကိုဘယ်လို lesson ပေးမလဲဘယ်လိုသင်ခန်းစာပေးမလဲနော်တရုတ်တွေဒီစစ်ဖို့တက်ကိုကြောတော့နောက်ခံလှုပ်ချင်းအဖြစ်နော်မင်းတို့ရဲ့ဒီစီဝါရေးလူမှုရေးနိုင်ငံရေးဩဇာအာဏာလွှမ်းမိုးမှုမြန်မာနိုင်ငံမှာဘလောက်ကြီးပဲလို့မင်းတို့မရဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေကနီလန်းမျိုးစုံနဲ့ပြမှာဗျာပါကစ္စတန်မှာဆိုလို့ရှိရင်တရုတ်ကာချာစင်တာဟုတ်လားတရုတ်ယဉ်ကျေးမှုစင်တရုတ်စာတင်ကျောင်းဘုံခွဲခံရတယ်နော်သူတို့ဂွာတာမှာဂွာတာဒီဟိုနီးမှာနော်ဟိုရင်းနဲ့စိတ်ကိုင်းတိဆောက်နေတဲ့နေရာမှာတရုတ်အင်ဂျင်နီယာတွေတရုတ်တွေအတက်ဖြတ်ခံရတယ်နော်အဲ့တော့တရုတ်တွေကသူများတိုင်းပြည်တွေမှာအဲ့လိုမျိုးပဲအစိုးရတွေကိုကပိုက်ဆောင်တက်ထဲမှာထားတယ်ဗျာထားတဲ့အစိုးရတွေကလည်းအစိုးရကောင်းနေမဟုတ်ဘူးနော်ထားပြီးတော့သူ့ရဲ့အကျိုးစီးပွားတဲ့ဒါမျိုးတွေလုပ်နေတာကိုလည်းတရုတ်တွေကနေရာတိုင်းမှာအတိုက်ကိုက်ခံနေရတယ်မိတဲ့အိမ်မှာဆိုလဲဒီတိုင်းပဲနော်တရုတ်တွေရင်းနှီးမြှုပ်နှံမှုတွေအများကြီးပဲအခုအဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေအဲ့ဒီလုပ်ငန်းတွေအတိုက်ကိုက်ခံနေရတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကလည်းအထူးသဖြင့်တော်လန်ပြည်သူတွေကလည်းတရုတ်တွေကိုဒီတိုင်းထားလို့မရအောင်နော်မှတ်လောက်သားလောက်အောင်လုပ်ရမယ်မှတ်လောက်သားလောက်အောင်လုပ်ရတရုတ်ကကျွန်တော်တို့နိုင်ငံရန်သူနော်ကျွန်တော်ပြောခဲ့ပြီးွားရင်နှစ်ထောင်နဲ့ချီတဲ့ရာဇဝင်သမိုင်းရကျွန်တော်တို့နိုင်ငံရဲ့မိတ်ဆွေကောင်းနော်အိမ်နီးနာချင်းကောင်းဘယ်တုန်းကမှမဟုတ်ဘူးဗျာကျွန်တော်တို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဦးထန့်နော်ကမ္ဘာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေတကယ်ခင်ဗျာဂျိုအက်ဖ်ကနေတို့လင်ဒေးဂျွန်ဆင်တို့ဟလာခင်ဗျာခရူရှာတို့နော်အကုန်လုံးဗျာအကုန်လုံးနော်ခေါင်းဆောင်တွေကနော်ဦးထန့်လိုပုံကူမျိုးလေးလေးစားစားနဲ့ခင်ဗျာ10ချိန်ပြီးတော့မှနောက်ထပ်ပြီးတော့နော်နင်းလို့ဖို့တွေဒီလိုခေါင်းဆောင်မျိုးတယောက်ကတရုတ်အရင်တော့ထိုင်ဝမ်ကကုလသမဂ္ဂကအဖွဲ့ဝင်နော်နောက်တော့မှတော့ထိုင်ဝမ်နေရာမှာတရုတ်ကိုထည့်ပြီးတော့သွင်းလိုက်တာအဲ့တော့တရုတ်လိုနိုင်ငံမျိုးကြီးကိုကုလသမဂ္ဂရဲ့ဝင်လာနိုင်ဖို့အတွက်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ဖို့အတွက်နံပါတ်1ရေမှန်းချက်အဖြစ်ကြိုးပမ်းပေးခဲ့တဲ့ကျွန်တော်တို့ဦးတန့်လူမြန်မာလူမျိုးတယောက်ရဲ့မျက်နှာကိုမှမထောက်ပဲနော်ကျွန်တော်တို့တိုင်းပြည်မှာရှိနေအခုစစ်သားတွေပေါ့ဟလားကျွန်တော်တို့တိုင်းပြည်မှာရှိနေစစ်သားတွေကိုအများဆုံးတတ်တာတရုတ်တွေအရင်တော့နော်သူတို့ဒါမျိုးလုပ်ခဲ့တာအခုနောက်ပိုင်းလဲဒီတိုင်းပဲဆိုတဲ့အခါကျတော့ကျွန်တော် comment လေးတစ်ခုထဲမှာအရင်သဘောကျတယ်နော်ဟိုကြောချင်းကပ်ပြီးတော့ဓာတ်နဲ့ထိုးခံနေရမယ်အစားနော်အမေရိကန်ကခေါ်လာဆိုအမှန်ပဲနော်အဲ့တော့ကျွန်တော်တို့တွေကဒီတရုတ်တွေကိုပါနောက်ဆက်တွဲအဖြစ်ကျွန်တော်တို့ကတစုံတစ်ခုနင်းဖြစ်ဖို့အတွက်ကိုကျွန်တော်တို့လိုအပ်လာပြီဗျာနော်လိုအပ်လာပြီအဲ့တော့ဗျာကဲကျွန်တော်လိုက်လဲရှိသွားပြီဆိုတော့နှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမတမာမှုမဲမတမာမှုဆိုတာစစ်တပ်ရဲ့ covert operation အဖျက်အမှောင့်လုပ်ငန်းသာဖြစ်ပါတယ်เนาะအဲ့တော့ဒီအဖျက်အမှောင့်လုပ်ငန်းတွေမှာဝင်ရောက်ပါဝင်အားဖြင့်လုတ်ကင်ပေးခဲ့တဲ့ဂိုရှယ်လေးကိုလည်းပြည်ရင်းပြည်ပပြည်သူတွေကတောင်းဆိုရမယ်ဒါတွေကိုထွက်ရှင်းပေးဖို့ဒီ source တွေဒီသတင်းအချက်လက်တွေဘလို့အကြောင်းအရာတွေဘလို့အကြောင်းတွေဖြစ်လာခဲ့တယ်ဘာတွေဖြစ်လာခဲ့လဲဆိုတော့ခင်ဗျားတို့တောင်းဆိုကြเนาะပြီးရင်ဒီအာဆီယံ summit အခုလာမယ့်နေရာမှာလဲဟုတ်လားဒီ2021ရွေးကောက်ပွဲရလဒ်ကိုဆက်လက်ပြီးတော့စုပ်ကင်ထားဖို့เนาะဒါဒီအတိုင်းပဲနောက်တဲ့ရွေးကောက်ပွဲလုပ်ချင်လို့ရှိရင်ဒီအတိုင်းပဲပုံစံပဲသွားဖို့ဆိုတဲ့အကြောင်းအရာမျိုးတွေเนาะဒီနှစ်ချက်ကျွန်တော်ဆွေးနွေးခဲ့တယ်အခုနောက်ဆုံးချက်ကတော့ဟုတ်လားကျွန်တော်တို့တိုင်းပြည်ဒီနေ့ချိန်นี้ဒီလိုဖြစ်နေရတဲ့အဓိကလက်သက်တရားခံကစစ်ဖို့တက်နဲ့စစ်ဖို့တက်ကိုကပိုက်ဆောင်နဲ့ထည့်ထားတဲ့လက်ကင်တုံးဖြစ်ဟုတ်လားအတုံးချနေတဲ့တရုတ်နိုင်ငံကိုပါကျွန်တော်တို့တွေပြည်သူတွေဘက်ကဘယ်လိုမျိုးလုပ်နိုင်ကန်ဆယ်ကာချာပေါ့ဗျာနော်ကန်ဆယ်ကာချာလိုမျိုးတရုတ်တွေရဲ့စိုင်းနေမဝယ်တာအစနော်ဟာတရုတ်အမျိုးမျိုးပေါ့ဗျာဒါကတော့လုံးမဲ့လူတွေကိုယ့်အနေကိုစဉ်းစားကြပါနော်ဒီလိုမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုစဉ်းစားမိလို့ကျွန်တော်ဒီမှာလာထွက်ပြီးတော့နော်ဒါဆွေးနွေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်နော်မိတ်ဆွေတွေအားလုံးပဲကဲ comment လေးတွေနည်းနည်းဖတ်ကြည့်လိုက်အောင်မယ်နော်ဟုတ်ပြီcomment တွေတော့တိတ်ပြီးတော့เนาะမရှိပါဘူးအဲ့တော့ကဲဒီလောက်ပဲပေါ့ဗျာเนาะနောက်တော့မှကျွန်တော်တို့ထပ်ပြီးတော့ပြောကြတာပေါ့เนาะအားလုံးကျေးဇူးတင်တယ်